ကဲတောင်ချစ်မြောက်ချစ်ဘာကနန်းဖြစ်ဘောပင်ငါဘယ်နာထားလိုက်တယ်မသိဘူးကဲဘောပင်မရှိဘူးဒုတ်တူနဲ့ပဲပြမယ်ဘောပင်ငါဘယ်နာထားလိုက်မှမသိကဲအဲ့တော့ဒီလိုစားရအောင်အနေနဲ့တနင်္ဂနွေဆိုတော့ပြင်းပြေပါအေးဆေးဆေးနဲ့ဖြည်းဖြည်းလေးပြပြီဟုတ်လားတနင်္ဂနွေနေ့ဆိုတော့ဖြည်းဖြည်းလေးနဲ့အေးဆေးဆေးလေးပြပြီမယ်ဒီ383ညဒီ3ရယ်ဒီ8ရယ်3ညရယ်ဒီ3လုံးပေါင်း1ကိုတဲ့1ရယ်2ရယ်8ရယ်3လုံးပေါင်း1လို့ဖြစ်ဒီ3လုံးပေါင်း1ကိုဒီ3လုံးပေါင်း1လို့ဖြစ်တဲ့1ထိပ်ရှိလို့ဘူပရိတ်33ည8 3လုံးပေါင်း1ကြောင့်563ည3လုံးပေါင်း1လို့ရိုက်တယ်5ထိပ်ရှိလို့ပရိတ်6 9ရယ်8ရယ်3ညရယ်9 8 3ည3လုံးပေါင်း9ကြောင့်6 9နှစ်3လုံးပေါင်း9လို့ထည့်တယ်6ထိပ်ရှိလို့ပရိတ်1လို့ရိုက်တယ်1ပရိတ်အဲ့တော့သူကဒီ383ည3လုံးပေါင်း1က1နှစ်8 3လုံးပေါင်း1လို့ရိုက်ပြီးတာ ਨੇ ရောင်နောက်စရုံးမှာသွားတယ်9နှစ်နဲ့3လုံးပေါင်း9ကြောင့်9ပါဝါ383 3လုံးပေါင်း4လို့ထည့်ရောင်နောက်စရုံးမှာအဲ့လိုဖြစ်ဖို့အတွက်သူကဒီ3ရယ်2ရယ်8ရယ်ဒီ3လုံးပေါင်း1 383ည1က1နှစ်8လို့1ဖြစ်ပြီး3နှစ်8ဒီ3လုံးပေါင်း3နီ3နောက်ပဲလို့ရိုက်တယ်3နောက်ပဲလို့ရိုက်ပြီးရတယ်ဒီ383 3လုံးပေါင်း4ကြောင့်4ရဲ့ပါဝါ2 2 5 3လုံးပေါင်း9လို့ရိုက်တယ်ရောင်နောက်စရုံးမှာလို့ရိုက်33ည8ဒီ3လုံးပေါင်း1ဒီ3လုံးပေါင်း1ကြောင့်563ည3လုံးပေါင်းနဲ့1 5ထိပ်ရှိလို့ break 6လို့ရိုက်ပရိတ်6လို့ရိုက်ပြရတယ်3ရယ်6ရယ်3ညရယ်ဒီ3ရယ်ဒီ6ရယ်ဒီ3ညရယ်ဒီ3လုံးပေါင်း9ဒီ9နောက်ပဲ9 3ည9 3လုံးပေါင်း8ကြောင့်8ရဲ့ပါဝါ166 3လုံးပေါင်း3လို့ရိုက်တယ်ရောင်နောက်စရုံးမှာနဲ့69လို့ရိုက်တယ်တတိယက9 8 3ညဒီ9ရယ်ဒီ8ရယ်ဒီ3ညရယ်3လုံးပေါင်း9 6 9နှစ်3လုံးပေါင်း9လို့ထည့်တယ်6ထိပ်ရှိလို့ break 1လို့ရိုက်တယ်ရိုက်ပြီးတာနဲ့ဒီ9ရယ်ဒီ9ရယ်ဒီ2ရယ်9 9နှစ်3လုံးပေါင်း3ညဒီ3ညနောက်ပဲ3နှစ်3ည3လုံးပေါင်း5ကြောင့်5ရဲ့ပါဝါ5 9 6 3လုံးပေါင်း3ညလို့ထည့်တယ်ရောင်နောက်စရုံးမှာနဲ့60လို့ထွက်တယ်ဟုတ်လားနားလည်မလို့ထင်တယ်383ညဆိုတဲ့တက်က1နှစ်8လို့တက်ထည့်ပြီး3နှစ်8 3လုံးပေါင်း3နီ3နောက်ပိတ်လို့ရိုက်383 3လုံးပေါင်း4ကြောင့်4ပါဝါ2နှစ်5 3လုံးပေါင်း9နဲ့ထည့်33ည8 3လုံးပေါင်း1က563ည3လုံးပေါင်း1လို့ရိုက်ပြီးတာနဲ့363ည3လုံးပေါင်း9ဒီ9နောက်ပိတ်93ည9 3လုံးပေါင်း8ကြောင့်8ပါဝါ166 3လုံးပေါင်း3လို့ထည့်တယ်ရောင်နောက်စရုံးမှာ69လို့ဖြုတ်တယ်983ည3လုံးပေါင်း9 69နှစ်3လုံးပေါင်း9နဲ့အဲ့တော့99နှစ်3လုံးပေါင်း3ညဒီ3ညနောက်ပဲ3နှစ်3ည3လုံးပေါင်း5ကြောင့်5ရဲ့ပါဝါ996 3လုံးပေါင်း3ညလို့ထည့်တယ်60လို့ဖြုတ်တယ်ရောင်နောက်စတုံးမှာပြီးတာနဲ့ဒီလိုထပ်ဖြုတ်တယ်သူကဒီ963 5ရဲ့6ရဲ့3ရဲ့3လုံးပေါင်း4က6နဲ့8နဲ့နှလုံးပေါင်း4လို့936 3လုံးပေါင်း4တဲ့963ဆိုတဲ့4က6နဲ့8နဲ့နှလုံးပေါင်း4လို့936 3လုံးပေါင်း4လို့ထည့်တယ်ဒီ3ည4 9 3လုံးပေါင်း3ကြောင့်1နှစ်3ည3လုံးပေါင်း3လို့ထည့်တယ်60လို့ဖြုတ်တယ်ဒုတိယက
963 9ရဲ့6ရဲ့3ရဲ့3လုံးပေါင်း4က4နဲ့3ညနဲ့နှလုံးပေါင်း4လို့ရိုက်ပြီး699 3လုံးပေါင်း4လို့ရိုက်တယ်ပြီးတာနဲ့ဒီ8နဲ့3 3လုံးပေါင်း3ကြောင့်962 3လုံးပေါင်း3လို့ရိုက်တယ်9နှစ်လို့ဖြုတ်တယ်တတိယက1ရဲ့4ရဲ့9ရဲ့149ဆိုတဲ့3လုံးပေါင်း4က2နဲ့နှလုံးပေါင်း4လို့ရည်ဒီ3လုံးပေါင်း4ကနှလုံးပေါင်း4လို့ရိုက်ပြီးတာနဲ့638 3လုံးပေါင်း4လို့ထည့်တယ်8ထိပ်369 3လုံးပေါင်း5ကြောင့်693 3လုံးပေါင်း5လို့ထည့်တယ်80လို့ဖြုတ်တယ်ဗောနော်အဲ့မှာပိုးဆိုးပစ္စပေါက်လိုက်တော့တယ်ဗောအဲ့ဒီအစစ်နဲ့သွားရင်စစ်ပေးမယ်လို့တော့ထင်တာပေါ့ဗျာနော်စစ်ပေးအောင်မယ်လို့တော့ထင်တယ်ဒီကဘလို့ကြောင့်လဲဆိုတော့ဒီလိုရှိတယ်941ဆိုတဲ့3ညက668လို့3ညပြီး193ညနဲ့3လုံးပေါင်း3ညလို့ထည့်ဒုတိယက93နဲ့ဒီ9ရဲ့ဒီ3ရဲ့ဒီ2ရဲ့3လုံးပေါင်း3ညက463ည3လုံးပေါင်း3ညပြီးတာနဲ့93နဲ့ဒီ9ရဲ့ဒီ3ရဲ့ဒီ2ရဲ့3လုံးပေါင်း3ညလို့ပဲထည့်အဲ့တော့ဒီ131ဒီ1ရဲ့ဒီ3ရဲ့ဒီ1ရဲ့3လုံးပေါင်း5က348 3လုံးပေါင်း5လို့ထည့်ထားတယ်ဒီ3လုံးပေါင်း5ကို348နဲ့5ထည့်ပြီးတော့693ည3လုံးပေါင်း5လို့ထည့်ထားတယ်80လို့ဖြစ်တယ်ဗောနော်ဒါတော့ကြံနေပွဲသိမ်းရရိုက်တဲ့ကနန်းပေါ့အဲ့ဒါနဲ့ဖွန်ချင်းမှာပဲစချင်းမှာပဲညာလေးကိုကွဲအောင်ပြင်းကျင်တာကဒီလိုပြင်းကျင်တာစချင်းဖွန်ချင်းမှာပဲကိုင်းဒီလိုစကျင်တာလို့941 3လုံး3ညကို668နဲ့3လုံးပေါင်း3ညပြီးတော့193ည3လုံးပေါင်း3ညဒီ3လုံးပေါင်း3ညကြောင့်136နဲ့3လုံးပေါင်းပြန်3ညပေါ့နော်93နဲ့ဆိုတော့3လုံးပေါင်း3ညက463ည3လုံးပေါင်း3ညပြီးတာနဲ့93နဲ့3လုံးပေါင်း3ညလို့996နဲ့3လုံးပေါင်း3ညအဲ့တော့131 3လုံးပေါင်း5က348 3လုံးပေါင်း5ပြီး693ည3လုံးပေါင်း5ထားလို့ဒီ3လုံးပေါင်း5ဖြစ်အောင်6ထိပ်စီ6ထိပ်ဒီ363ည3လုံးပေါင်းချင်း9ဒီ9အပိတ်99နဲ့3လုံးပေါင်း3ညဒီ3ညအပိတ်3ည8 3ည3လုံးပေါင်း8ဒီ8နောက်ပိတ်နဲ့90နဲ့8ဟဲ့နော်98နားလည်းမထင်နဲ့နောက်တနည်းကသူကဒီ3လုံး3ညကိုဒီ3လုံး3ညပြီးဒီ3လုံးပေါင်း3ညဟဲ့နော်941 3ညက668လို့3ညပြီး193ညနဲ့3ညကို136လို့3ည93နှစ်ဆိုတဲ့3ညက463ညလို့3ညပြီး93နှစ်နဲ့3ညပြီးရနဲ့996နဲ့3ည131ဆိုတဲ့5က348နဲ့5ပြီး693ညနဲ့5ထားလို့ဒီ3လုံး5ဖြစ်အောင်6ထိပ်လို့ပြတာဟုတ်နော်ဒီ3လုံးပေါင်း9ဒီအပိတ်ဒီ3လုံးပေါင်း3ညဒီအပိတ်ဒီ3လုံးပေါင်း8ဒီအပိတ်90နဲ့8အဲ့လိုမှမဟုတ်နဲ့သူကဒီတစ်ခွန်ဟုတ်နော်383ည3လုံးပေါင်း1က128လို့3လုံးပေါင်း1လို့236နဲ့3လုံးပေါင်း1ဒီ3လုံးပေါင်း9ဒီအပိတ်33ည8 3လုံးပေါင်း1က963ည3လုံးပေါင်း1လို့696 3လုံးပေါင်းနဲ့1ဒီ3လုံးပေါင်း3ညဒီအပိတ်983ည3လုံးပေါင်းခွန်က69နဲ့3လုံးပေါင်းခွန်လို့ဒီ3လုံးပေါင်းခွန်ဖြစ်အောင်နှလုံးပေါင်း9ရှိလို့8ထိပ်ဒီ3လုံးပေါင်း8ဒီ8နောက်ပိတ်နဲ့8ဘူး9 8ရပြီ8ဘူးရပြီနော်
98ရှစ်ပူးနောက်တော့သူကရောင်နောက်စရုံးပါဆက်သွားမလားနော်ရောင်နောက်စရုံးမှာဆက်သွားမလားသူကဒီသုံးလုံးပေါင်း3ကို3နောက်ပိတ်ရပြီးဒီသုံးလုံးပေါင်း4ပါဝါဒီသုံးလုံး9လို့ထည့်ဒီသုံးလုံးပေါင်း9ဒီ9နောက်ပိတ်ရပြီးဒီသုံးလုံးပေါင်း8ပါဝါဒီသုံးလုံးပေါင်း3လို့ထည့်အဲ့တော့9နဲ့သုံးလုံးပေါင်း3ညဒီ3ညနောက်ပိတ်လို့ရပြီး3နဲ့3ည3လုံးပေါင်း5ကြောင့်5ပါဝါ5 9 6 3လုံးပေါင်း3ညလို့ရိုက်တယ်ရောင်နောက်စရုံးပါဒီ3လုံးပေါင်း9လို့9ပါဝါ4တဲ့ဒီ3လုံးပေါင်း3ကြောင့်3ပါဝါဒီ3လုံးပေါင်း8တဲ့ဒီ3လုံးပေါင်း3ညကြောင့်3ညပါဝါဒီ3လုံး5တဲ့နဲ့ဟုတ်လားအဲ့ဒါလေးကိုဆက်ပြီးတော့ရောင်နောက်စရုံးမှာရိုက်မလားဟုတ်နော်ဒီ3လုံးပေါင်း9က9ပါဝါဒီ3လုံး4ရိုက်ပြီးဒီ3လုံးပေါင်း1ဟုတ်နော်ဒီ3လုံးပေါင်း1ဟိုဒီ3လုံးပေါင်း1နဲ့ဖြစ်လင်ဖြစ်တဲ့လူက966နဲ့တက်ပြီးမယားဖြစ်တဲ့လူက239နဲ့တက်လင်ဖြစ်တဲ့လူက396 3လုံးပေါင်း8လို့မယားဖြစ်တဲ့လူက6239 3လုံးပေါင်းနဲ့8အဲ့တော့လင်ဖြစ်တဲ့လူကဒီ3လုံးပေါင်းရင်မယားဖြစ်တဲ့လူကဒီ3လုံးပေါင်းဖြစ်ရမယ်ရောင်နောက်စရုံးမှာ10ခွက်လိုင်းပေါ့နော်အဲ့ဒါ10ခွက်ကြည့်ရတော့ထိုးနေတော့လေနော်10ခွက်ကတော့ထိုးနေတော့လေဟုတ်လား10ခွက်လိုင်းဟုတ်လားအဲ့10ခွက်လိုင်းနေရမှာဒီလိုရွေးလိုက်မယ်ဒီ3လုံး3ညဒီ3လုံး3ညဟုတ်လားဒီ3လုံး3ညလို့ဒီ3လုံး3ညဟုတ်ပြီအဲ့တော့ဒီ3လုံး3ညကဒီ3လုံး3ညပြီးဒီ3လုံး5 3နှစ်နဲ့3ညပြီးရနဲ့5 9 6နဲ့3ညတက်3တက်ဆိုတဲ့5က3 4 8လို့5တယ်ပြီးရနဲ့6 9 3ညနဲ့5လို့ဒီ3လုံး5ဖြစ်အောင်9ထိပ်9ထိပ်ဆိုရင်9 8 9ပေါင်းချင်း6ကြောင်ဒီ3လုံးပေါင်း6ဖြစ်အောင်နှလုံးပေါင်း9ရှိလို့9နောက်ပိတ်နဲ့90ခွန်9ခွန်9 8ရဲ့8ပူရဲ့9ခွန်ရဲ့နောက်တစ်ချက်ဒီ3လုံးပေါင်း9ဒီ9အပိတ်ဒီ3လုံးပေါင်း1ကြောင်ဒီ3လုံး1ဖြစ်ရောင်နောက်စရုံးမှာဒီ3လုံးပေါင်း3ညဒီ3လုံးပေါင်း3ညဒီ3ညအပိတ်6နဲ့3ည8ဖြစ်လို့3 9 6နဲ့8ပြန်ဖြစ်ရောင်နောက်စရုံးမှာ3ည8 3ည3လုံးပေါင်း8ဒီ8နောက်ပိတ်ခဲ့ရင်9 3ည8 9 3ည8 3လုံးပေါင်း9ကြောင်ဒီ3လုံးပေါင်း9ဖြစ်အောင်3ညထိတ်နဲ့3ည8နော်3ည8ဒီ3လုံး9 36 3ညပေါင်းချင်း9ဒီ9နောက်ပိတ်ဒီ3လုံးပေါင်း1ဖြစ်လို့966နဲ့1ဖြစ်ဒီ3လုံးပေါင်း3ညဒီ3ညနောက်ပိတ်6နဲ့3ည8ကြောင့်396နဲ့8ထက်ရောင်နောက်စရုံးမှာ3ည8 3ည3လုံးပေါင်း8ဒီ8နောက်ပိတ်9 3ည8 3လုံးပေါင်း9ကြောင့်ဒီ3လုံးပေါင်း9ဖြစ်အောင်နှလုံးပေါင်း9ရှိလို့3ညထိတ်နဲ့3ည84ခွက်ရသွားပြီနောက်တစ်ခွက်5ခွက်တော့ထိုးပေါ့အဲ့တော့9888ပထမပေါ့ဟုတ်နော်9ခွန်3ည8အခုပြမယ်အခွက်နဲ့အဲ့ဒါဒူအောပေါ့ဟုတ်နော်383ညဆိုတဲ့တက်က1နဲ့8နဲ့တက်တယ်383ညဆိုတဲ့တက်က1နဲ့8နဲ့တက်လို့236နဲ့ပြန်3လုံးပေါင်း1 966ပေါင်း1လို့ဒီ3လုံးပေါင်း1ရောင်နောက်စရုံးမှာ33ည8ဆိုတဲ့3လုံးပေါင်း1က963ည3လုံးပေါင်း1လို့696 3လုံးပေါင်းပြန်1 396ပေါင်းရင်8ကြောင့်6နဲ့3ည3လုံးပေါင်း8ပြန်ထက်အဲ့တော့983ည3လုံးပေါင်းခွန်က69နဲ့3လုံးပေါင်းခွန်လို့ဒီ3လုံးခွန်ဖြစ်အောင်8ထိပ်စီအဲ့တော့988ပေါင်းရင်3လုံးပေါင်း5ကြောင့်ဒီ3လုံးပေါင်း5ဖြစ်အောင်6နောက်ပိတ်86ဟဲ့လား98နဲ့8ပူပထမဟဲ့နော်3ည8ရဲ့9ခွန်ရဲ့86ရဲ့ဒုတိယနားလည်မလို့ထင်တယ်24ရက်8လ2026တနင်္လာနေ့အဖွင့်နေ့မနေ့နေ့တိုင်း9888ဒီပထမ3ည8 9ခွန်
16ဒုတိယကြိုက်ရင်ထိုးပေါက်ရင်ယူလိုက်ဘာမှပေးစရာမလိုဘူးမပေါက်ရင်လွဲတော့တာပေါ့အပိုင်မှမသိတာဒီဘက်ကတော့ခုနပြောလို့ပေါ့ညာလေးကိုဖွင့်ညင်းစချင်းပါပဲခွဲပဲအပိုက်ဆိုတော့အမနာဖွင့်ညင်းစချင်းတနေ့လာနေမှာကိုညာလေးအသက်ခွဲမယ်ဒီဘက်ကအဲ့လိုဘာလဲဟုတ်နော်အဲ့ဒါစချင်းဖွင့်ညင်းတွေ့ကြီးမြင်ချင်းပါပဲ24ရက်8လ2026တနေ့လာနေမနေ့ကြိုက်ရင်ထိုး9888ပထမဟဲ့နော်38 86 9ခွန်ဒုတိယနားလည်းမလို့တင်နေ24ရက်ကနေ24ရှစ်လနေ28ရှစ်လတပတ်စာမွေးကျင်တဲ့လူတွေကမွေးကြအောင်လားမမွေးကျင်ကြတယ်ဘူးလားနေလိုက်နော်အခုပြတာနေလိုက်နော်စချင်းဖုံချင်းတွေ့ချင်းမြင်ချင်းညာလေးတဲ့ခွဲမယ်လို့24ရှစ်လ2026ကစားပြီးတော့28ရက်ပေါ့နော်ရှစ်လတောက်ကြနေအထိတပတ်တာမွေးကျင်တဲ့သူတွေကလေးလုံးဝေမွေးဟုတ်လား24ရှစ်လ2026တနင်္လာနေ့အစားပြီးတော့28ရက်ရှစ်လ2026လောက်ကြနေ့အထိလေးလုံးဝေးမွေးရင်တဲ့လူက3489ခွေမွေးမယ်ဟုတ်နော်3489ခွေရတယ်မလား34 38 39 48 49 6ခွေဟုတ်လားမွေးရတယ်မလားခွေရတယ်မလားဗျတနေ့လာနေ့24ရက်နေ့စားပြီး28ရက်တောက်ကြနေ့အထိတပတ်တာမွေးခြင်းတဲ့လူက3489ခွေဟုတ်နော်3489ခွေဟုတ်နော်3489ခွေအပူမထဲနဲ့တော့လေးလုံးခွေမှာအပူမထဲနဲ့လေးလုံးခွေမှာအပူထွက်ရင်16ခွေဖြစ်သွားမယ်ဟုတ်နော်လေးလုံးခွေမှာအပူဘယ်တော့အခါမှမထဲနဲ့အကွက်များတယ်ဟုတ်နော်လေးလုံးခွေမှာအပူဘယ်တော့အခါမှမထဲနဲ့အကွက်များတယ်ဟုတ်နော်လေးလုံးခွေအပူထက်လိုက်ရင်16ခွက်ပြသွားမှာဟုတ်နော်အဲ့တော့6ခွက်ပေါ့ဟုတ်နော်3489ခွေ34 38 39 48 49 49အဲ့ဒါတပတ်စာမွေး3489ခွေမှထွက်လာရင်အပူထိုးတော့အပူမှထွက်လာပြီဆို3489ခွေထိုးတော့အဲ့ဒါလေးမှတ်သားလို့တူလေးတူသွားပြီလို့အဲ့တူလေးတူမဟုတ်နော်ဘူးလို့ရိုက်ထားတယ်ဟုတ်နော်1928ဘူးလို့ရိုက်ထားတယ်တူလေးတူမဘူးရိုက်ထားလို့အပူထွက်ရင်3489ခွေလိုက်တော့3489ခွေထွက်ရင်အပူလိုက်တော့လို့အဲ့လို့မှတ်မိတယ်မလားတူလေးတူမဘူးထားလို့တူလေးတူမဘူးထားလို့3489ခွေထွက်ခဲ့ရင်အပူလိုက်ပါ3489အခွေမထွက်ဖက်နဲ့အပူအရင်ထွက်ရင်3489ကိုအပူထွက်ပြီးရင်3489လိုက်3489ထွက်ပြီးရင်အပူလိုက်နားလည်းမထင်နဲ့မလွဲနဲ့နော်စောင့်ပြီးပဲထိုးကျင်တာဆိုတဲ့သဘောပေါ့ဟုတ်နော်အားစောင့်ကြမှုကျွန်တော်ပြတဲ့ခါလေးပဲမွေးခြင်း3489အခွေအပူထက်နဲ့မွေးဟုတ်နော်3489ခွေကမွေးရမှာ24ရက်ကနေ28ရက်နေ့ဒီမွေးနေ့တိုင်းထိုးကျင်တဲ့လူတွေက24ရက်နေ့တနေ့လာနေ့မိနစ်7နာရီ10မိနစ်အတွက်8ဘူး88ရက်98ရက်ပထမ9ခွန်3886ဒုတိယအဲ့ဒါနေ့တိုင်း
တပတ်တာမွေးရတဲ့လူတွေက3 4 8 9ခွေမွေးအပူထဲနဲ့ဟုတ်လား3 4 8 9ခွေထွက်ရင်အပူလိုက်အပူထွက်ရင်3 4 8 9ခွေပိုလိုက်ဟဲ့လားဒီဘက်ကကိုကြီးအပတ်လို့အခုလာမဲ့ဘက်ကကိုကြီးအပတ်လို့ညာလေးကိုစစချင်းမြင်ချင်းတွေ့ချင်းပါအသေးခွက်မဲ့အပတ်လို့ကဲအာဘွားလို့ဒီအရီဘူးကုန်ပြီလို့